မိဘတွေကချစ်လို့ပြောအောင်ထားတယ်မှတ်ထားပြောအောင်ထားတဲ့သားသမီးအတန့်ပြက်စီးမှာပဲမပူနဲ့ကိုသားသမီးကိုချစ်ရင်လေအိုးကောင်းနေလို့နာနာရိုက်ပေးရတယ်ခေါင်းရိုက်ခွဲဖို့ပြောတာမဟုတ်ဘူးလေစီကန်းတကြလေးရှိဖို့ပြောပြတာအခုကအလုံးမလားသေးဘူးလေအစင်ပြေလားသမီးအစင်မပြေပြန်လာခဲ့အစင်ပြေလားသားအစင်မပြေပြန်လာခဲ့ဆိုတာပါရှင်မိတ်ဆွေတို့ဘခုတူတာလည်းရစိတ်ဝင်စားကြလဲကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်ပြီးတင်ဆက်ပေးမှာမို့ကျမနဲ့တူတူပြီးဆုံးသည့်ကြည့်လိုက်ရကြအောင်နော်အလုတ်သမားကလေးတွေအစင်မပြေတဲ့အစင်ပြေတဲ့အကြောင်းလေးကိုပြောအောင်မယ်တကြံသားနည်းရဆိုတကြံပြန်ကားနည်းမိဘတွေသိအောင်လို့တချို့မိဘတွေကလေသားသမီးတွေအလုတ်သွားပြီဆိုလို့ချင်းဒီကလေးတွေအလုတ်အစင်မပြေတာမပြောနဲ့နောက်ကျောင်းကနေမိဘတွေလေတက်ပြီးတညောင်ညောင်တိလားကလေးတွေအလုတ်သွားပြီဆိုရင်တိလားအဲ့မိဘတွေရဲ့အစိတ်ဆူးအဲ့ကလေးတွေရင်ထဲမှာဆူးတယ်အလုတ်သွားပြီဆိုကျမသားသမီးတွေဆိုရင်လေအစင်ပြေအောင်လုပ်ခဲ့ဘယ်အိမ်မှတော့ကိုယ့်အိမ်လို့အစင်မပြေဘူးအဲ့လိုမိဘတွန်းအားမပေးဘူးတိလားထွက်မသွားလိုက်နဲ့တော့ထွက်သွားလိုက်တော့လူတွေကြီးကဘာရှိလဲတော့မေးတော့ဘာမှမရှိဘူးဘာမှပဲရှိမလဲအဲ့အုံနောက်တွေသူတို့မှပိုင်ထားတော့လဲဘာမှရှိမှာမဟုတ်ဘူးသားသမီးတယောက်အလုတ်သွားပြီဆိုရင်မိဘနောက်ကခွန်အားပေးရတယ်သမီးအစင်ပြေအောင်လုပ်ခဲ့သားအစင်ပြေအောင်လုပ်ခဲ့ကိုယ့်အိမ်လောက်တော့ဘယ်အိမ်မှအစင်မပြေဘူးဒါပေမဲ့အစင်ပြေအောင်လုပ်ရမယ်ဆိုတဲ့စကားလေးမှားမှာနော်သားသမီးကရှေ့ကမထွက်သေးဘူးနောက်ကမိဘအစင်မပြေရင်ပြန်လာခဲ့တော့ဆိုမပြေဘူးဘာလို့လဲသိလားအချိန်နဲ့အစင်မပြေလဲငါအိမ်ကစားရတာပဲဆိုအဲ့ဒါကျမတို့မိသားစုထဲမှာလည်းအဲ့လိုရှိတယ်မိဘတွေကအရန်ပတ်စားပေးမြောက်စားထားတဲ့အခါကျတော့ကြီးလိုက်လာအဲ့ဒါကြီးစောက်ပြင်းနေဖြစ်သွားတယ်အရေးချင်းမရှိတဲ့လူတွေဖြစ်သွားတတ်တယ်မိဘတွေကြောင့်သားသမီးတော်တော်များများဟာအစိတ်ရည်တောက်ထားတဲ့လူတွေလိုပဲအရေးချင်းမရှိတဲ့လူတွေဖြစ်သွားတတ်တယ်အိမ်မနေအိတ်လိုက်ဒီခေတ်ဆိုရင်ဖုန်းလေးသုံးလိုက်သိတယ်မလားဝဲလဲလဲလျှောက်သွားလိုက်အဲ့တော့အရွယ်မရောက်ရင်14 15 16တဲ့နဲ့လင်းနေရလိုက်အဲ့ကျတော့မိဘတွေလည်းတစ်ချက်ပြန်တွေးရမှာကိုသားသမီးနဲ့ဆရာသမားနဲ့မိဘဆိုတာနှစ်ခုကလေတိုက်မကွာဆရာတွေကစီကံထားရှိအောင်ထားတယ်မိဘတွေကချစ်လို့ပြောအောင်ထားတယ်မှတ်ထားပြောအောင်ထားတဲ့သားသမီးအတန့်ပြက်စီးမှာပဲမပူနဲ့ကိုသားသမီးကိုချစ်ရင်လေအိုးကောင်းနေလို့နာနာရိုက်ပေးရတယ်ခေါင်းရိုက်ခွဲဖို့ပြောတာမဟုတ်ဘူးလေစီကံတကြလေးရှိဖို့ပြောပြတာအခုကအလုံးမလားသေးဘူးလေအစင်ပြေလားသမီးအစင်မပြေပြန်လာခဲ့အစင်ပြေလားသားအစင်မပြေပြန်လာခဲ့ဆိုတော့အဲ့ခလေးတွေသူတို့လည်းသေရောစောက်ချိုးမပြေစောက်ကြောမတင်းတဲ့ဟာတွေဖြစ်ကုန်သိလားကျမတို့ရှိရောက်လာတဲ့ခလေးတွေကိုစီးနဲ့ကန်းနဲ့နေတတ်အောင်စိတ်ဆိုးတဲ့စကားစိတ်ဆိုးအောင်ကြိုးစားတဲ့စကားကြိုးစားအောင်ဆရာသမားတွေကမိဘတွေတက်ပို့ပြီးတော်တယ်မိဘတွေမနိုင်လို့ဆရာစီတွေအပ်တာလေသားသမီးတွေသူငယ်တန်းနေကနေဘွဲရထိထားတယ်ဆိုတာမိဘတွေတင်လို့မရလို့ဆရာတွေတင်တာမှတ်ထားအုံနောက်မရှိတဲ့မိဘတွေကသားသမီးတွေကိုအစိတ်ရည်တွေတိုက်နေသေးလေအဲ့ဒီသားသမီးတွေတော်တဲ့လူပဲတော့မှဖြစ်မလာဘူးဒီလိုပဲတနေရာမကောင်းရင်ငါအိမ်မှာတော့ပြောခံရတာမဟုတ်ဘူးအဲ့ဒီသားသမီးတွေဆောက်ချိုးအဲ့လိုဖြစ်လာတတ်တယ်အလုတ်သမားကောင်းတယောက်ဖြစ်ဖို့ကအလုတ်ရှင်ဖြစ်ဖို့ကအလုတ်သမားကောင်းကစတာအလုတ်သမားကောင်းတယောက်ဖြစ်ဖို့ကမိဘကစတာကိုရီးယားကိုသားသမီးတွေဆိုအမြဲတင်တယ်အစင်မပြေဘူးဆိုတာစကားဘယ်တော့မှမပြောနဲ့အဲ့ဒီလူဘယ်တော့မှအစင်မပြေဘူးသိလားအစင်ပြေအောင်လုပ်မယ်ကျမတို့ကကိုနေရာကနေအလုတ်ကိုထွက်ပြီဆိုတဲ့ငါရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်သက်ကျမတို့မိဘတွေဆိုပိုးဆိုးသေးတယ်ခိုင်းအောင်မစားဘူးဒါပေမဲ့ဖြစ်အောင်လုပ်မယ်ဆိုတော့ကိုယ့်ရဲ့စာသုံးလုံးဇွဲနဲ့ပဲအလုတ်လုပ်ခဲ့တာသိလားအဲ့မိဘတွေအစိတ်ရတိုက်တဲ့သားသမီးတွေကအရေးချင်းရှိတဲ့လူဖြစ်လာမှာမဟုတ်ဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုနဲ့ပတ်သက်လို့မိတ်ဆွေတွေထင်မြင်စချက်တွေနဲ့အကြံပြုချက်လေးတွေကို comment မှာရေးခဲ့ပေးလို့ရပါတယ်အခုလိုသုတတဆုံနေတဲ့ဗီဒီယိုပေါင်းများစွာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးပါအဆုံးထိကြည့်ပေးတော့ကျေးဇူးတင်ပါတယ်เนาะနောက်ဗီဒီယိုမှာပြန်ဆုံရစေရှင်